အားလုံးပဲမင်္ဂလာပါခင်ဗျာထောက်ပါဘူးနော်လက်ချန်မှာကြိုဆိုလိုက်ပါတယ်အမေရုပ်နှုတ်ကြမ်းအဖရုပ်လက်ကျန်းဆွဲစကားပုံကိုကြားဘူးကြမှာပါအတိတ်ကမိဘရဲ့မကောင်းတဲ့အမှုချင်းဟာသားသမီးကိုကူးဆက်တတ်တယ်လို့ဆိုလိုတာပါဒါပေမဲ့ဒီယူဆအမြဲမှန်ရလားဆိုတာကိုစဉ်းစားကြည့်အောင်ကျွန်တော်မျိုးကြီးတစ်မျိုးမှာတစ်နှစ်လောက်နေခဲ့စဉ်ကတွေ့ခဲ့တဲ့ညီကိုနှစ်ယောက်ရဲ့အကြောင်းကိုပြောပြခြင်းပါတယ်ကိုပြည့်သူဟာမွေးရစီဆွဲနေသူဟာအမြဲတမ်းလို့ရက်မှုနေပြီးသူမိန်းမကိုလည်းရိုက်နေလေရှိပါတယ်ညီဖြစ်သူကတော့စီဝိုင်းလောင်ငန်းအောင်မြင်နေပြီးမိသားစုနဲ့အေးချမ်းစွာနေထိုင်နေပါတယ်သူတို့နှစ်ယောက်ဟာမိသားစုတစ်ခုတည်းကပေါက်ဖွာလာကြတယ်သူတို့ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ဟာအတူတူပါပဲဒါပေမဲ့သူတို့ရဲ့လက်ရှိအခြေအနေတွေဟာဘာကြောင့်မတူပဲကွဲပြားခြားနားနေရလဲအဲ့ဒါကိုသိကျင်စိတ်ပေါ်လာလို့ကျွန်တော်မေးကြည့်မိတယ်ကျွန်တော်အကိုဖြစ်သူကိုပထမမေးကြည့်တယ်မင်းကမွေးစီဆွဲနေတယ်အမြဲတမ်းလည်းအရက်မွန်းနေတယ်မိန်းမကိုလည်းရိုက်နေလိမ့်ရှိတယ်မင်းကိုအဲ့ဒီလိုဖြစ်လာအောင်ဘယ်အကြောင်းကလှုံ့ဆော်ပေးလိုက်တာလဲသူကအခုလိုပြန်ပြောပါတယ်အဖေကြောင့်ပေါ့ဗျာအဖေကမွေးစီဆွဲနေတယ်အမြဲတမ်းလည်းအရက်မွန်းနေတယ်အမေကိုလည်းရိုက်နေလိမ့်ရှိတယ်ဒီတော့ကျွန်တော်ကြည့်ပြလာတဲ့အခါအဖေလိုဖြစ်လာတာပဲလေပါဆန်းလို့လည်းပြတယ်နောက်ကျွန်တော်ညီဖြစ်သူနဲ့တောက်တပြီးမေးမြန်းတယ်မင်းကစီဝိုင်းလုံးကအောင်မြင်နေပြီးမိသားစုနဲ့အေးချမ်းစွာနေထိုင်နေတယ်မင်းကိုအဲ့ဒီလိုဖြစ်လာအောင်ဘယ်အကြောင်းကလှုံ့ဆော်ပေးလိုက်တာလဲသူကအခုလိုပြန်ပြောပါတယ်ဖေးကြောင့်ပါဖေဟာမွေးစီဆွဲနေတယ်အမြဲတမ်းလည်းအရက်မူးနေတယ်အမေကိုလည်းရိုက်နေလိမ့်ရှိတယ်ကျွန်တော်တို့မိသားစုကအဖေကြောင့်အမြဲစိတ်ဆင်းရဲနေကြရတယ်ငယ်စဉ်ကတည်းကကျွန်တော်အဲ့ဒါတွေကိုမြင်ပြီးကျွန်တော်ကြီးပြင်းလာရင်အဖေလိုဖြစ်စေရဘူးကျွန်တော်မိသားစုကိုစိတ်မဆင်းရဲစေရဘူးဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်တယ်ဒါကြောင့်ကျွန်တော်အခုလိုအခြေအနေတွေကိုရောက်လာတာပါတဲ့အခြေအနေတူတာကိုတွေ့ကြုံခဲ့ကြတဲ့သူတို့မျိုးရဲ့ဘဝတွေဘာကြောင့်ခွဲပြားခြားနာသွားသလဲတို့ပြောရရင်ခံယူချက်ချင်းမတူကြလို့ပါလူရလို့ဖြစ်လာရင်ဆိုရတဲ့အခြေအနေနဲ့တစ်ချိန်မို့တစ်ချိန်မှာကြုံတွေ့ကြရမှာပါဒါပေမဲ့တချို့ကငါဘာမှမတတ်နိုင်ဘူးဆိုပြီးဘဝကိုလက်မြောက်အရှုံးပေးလိုက်ကြတယ်အဲ့ဒါအရှုံးသမားစိတ်တက်ပါတချို့ကြတော့အဲ့ဒီအခြေအနေဇိုးကနေယုံထွက်ပြီးသူ့ဘဝကိုတိုးတက်အောင်မြင်အောင်လုပ်ကြတယ်ဒါကအနိုင်သမားစိတ်တက်ပါငါဆင်ပြေကြကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်